အားလုံးမင်္ဂလာပါဒီကျွန်တော်မိတ်ဆွေတို့ share လုပ်ပေးခြင်းတဲ့အကြောင်းအရာတော့ကျွန်တော်တို့လုပ်ငန်းလုပ်တဲ့လူတွေပေါ့နော်လုပ်ငန်းကိုပိုင်လုပ်ငန်းလုပ်နေတဲ့လူတွေနောက်တစ်ခုကတော့ကျွန်တော်တို့ကပွဲစည်းတစ်ခုမှလည်းခေါင်းဆောင်ပေါ့နော် leader ဘိုင်းတွေပြောလိပြောတာရှိတဲ့စကားလုံးရှိတယ်နောက်ဆုံးမှရုပ်စဆုံးမိသားစုမှာဆိုရင်ကျွန်တော်တို့မိဘတွေကဒီစကားလုံးကိုပြောလိပြောတာရှိတယ်ပေါ့နော်အဲ့စကားလုံးကတော့ဘာလဲဆိုကျွန်တော်တို့ဒီငါရမ်းလှုပ်ရှုပ်နေတယ်နေရာဖြစ်ငါဘယ်လောက်ထိခေါင်းခဲနေလဲဆိုတာကိုမသိကြဘူးလားဆိုတော့ဒီစကားလုံးကိုကျွန်တော်တို့ကများသောအားဖြင့် leader တွေတနည်းအားဖြင့်ပိုင်ရှင်တွေပြီးတော့မိဘတွေဒီစကားလုံးတုံးတယ်ပေါ့နော်ဒါကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာကျွန်တော်တို့ကြားလေးကြားတာရှိတဲ့စကားလုံးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာတခုလေးကျွန်တော်လည်းအမြင်နဲ့သတိပေးတယ်ပေါ့နော်ကျွန်တော်ဒီကြောင်းထောင်ထားတဲ့ founder တယောက်ဖြစ်တယ်ကျွန်တော်တို့ဒီ sign နဲ့ပတ်သက်တာတခုကျွန်တော်တို့တည်ထောင်ထားတာရှိတယ်အဲ့တော့ကျွန်တော်တို့တကယ်ကအလို့ရှုပ်တဲ့ဆိုင်မှာကျွန်တော်တို့ဒီဆိုင်မှာကိစ္စတွေအကြောင်းမှလုပ်ကိစ္စရှိတယ်ဆိုကျွန်တော်တို့ဒီလုပ်ငန်းတွေကိုကျွန်တော်တို့ကိုယ်တိုင်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒီလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ side effect တွေပေါ့နော်ကြော်လာမှုတွေအခက်အခဲတွေဒါတွေကကျွန်တော်တို့မုတ်ချကျွန်တော်တို့ရင်ဆိုင်ရမှာပဲဒါကိုကျွန်တော်တို့ကကိုယ့်ရဲ့လက်အောက်ငယ်သားတွေကိုကျွန်တော်တို့ကငါရမ်းလှုပ်ရှုပ်နေတယ်ဘယ်လောက်ထိခေါင်းကိုက်တယ်မလို့မသိဘူးလားဆိုတာကျွန်တော်တို့ပြန်ပြီးတုံ့ပြန်လို့မရအောင်။ဘာကြောင့်လဲဆိုကျွန်တော်တို့ဒီလုပ်ငန်းတွေကိုကျွန်တော်တို့ထူထောင်ထားရဖြစ်တဲ့ကြောင့်ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့အကျိုးဆက်တွေအားလုံးကကျွန်တော်တို့ရင်ဆိုင်ရမယ်ဆိုတော့ကျွန်တော်ကြိုတင်မှန်းဆဖို့လုပ်တယ်။ထိုနည်းတူစွာပဲမိဘတွေလည်းဒီတိုင်းပဲပေါ့နော်။သားသမီးတွေနဲ့ပတ်သက်တဲ့အခါကျတော့သားသမီးတွေကကိုယ့်ကိုတကူလာပြောတယ်တနည်းအားဖြင့်ခုတိုင်ပင်တဲ့အခါကျရင်တုံ့ပြန်မှုကငါရမ်းလှုပ်ရှုပ်နေတယ်တနည်းအားဖြင့်ငါဘယ်လောက်ထိမင်းတို့တော့ပင်ပန်းနေလဲဆိုတော့မသိဘူးလားဆိုတော့ပြောလို့မရဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကမိဘတွေနဲ့ဟာကျွန်တော်တို့တုံ့ပြန်တဲ့နေရာမှာခဏဆောင်ဒီမှာဒါလှုပ်ရှုပ်နေဆိုတော့ဒီမျိုးတုံ့ပြန်သွားပြီပြောလို့ရမယ်ကျွန်တော်တို့ကဘောဓတကြီးနေပေါ့နော်ကျွန်တော်တုံ့ပြန်မှုကိုဒါကိုကျွန်တော်ညီးထွားလို့ကျွန်တော်တို့မရအောင်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ဒီခေါင်းစဉ်လေးပေါ့ဒီနေ့ပြောမယ့်ခေါင်းစဉ်လေးကိုကျွန်တော်ပေးထားတာတော့ဘယ်သူလှုပ်ထားလို့လဲဒီကိစ္စတွေကိုယ်တိုင်ကျွန်တော်တို့ကတိစောက်ထားတဲ့ကြောင့်ကျွန်တော်တို့ဒီဖြတ်တန်းမှုလိုတာလေးကိုကျွန်တော်အနေနဲ့မိတ်ဆွေတွေ share လုပ်ပေးခြင်းဖြစ်တယ်ကျွန်တော်လည်းအမတန်မှသတိထားတယ်ကျွန်တော်ရဲ့ဆရာဆရာမတွေကျွန်တော်နဲ့ပတ်သက်တဲ့ကိစ္စတွေကိုကျွန်တော်လာပြောတဲ့အခါကျရင်ကျွန်တော်ခံယူတဲ့အခါကျရင်ငါကဒါကဖြည့်ရှင်းရမယ့်ပြဿနာတနည်းအားဖြင့်ငါကြော်လွှားရမယ့်အရာတခုလို့ကျွန်တော်လူမျိုးခံယူခြင်းနဲ့ကျွန်တော်ကြော်လွှားရင်အမတန်မှတတ်တောင့်တန်နဲ့ကြော်လွှားလို့ရတယ်။အဲဆိုတော့ဒီနေရာမှာကျွန်တော်ညီးထွားရင်ကျွန်တော်တို့ကျွန်တော်တို့တကယ်ကျွန်တော်ဖြတ်တန်းနိုင်တာမဟုတ်ဘူးဆိုတော့ကျွန်တော်အနေနဲ့ဒီထားတာလေးကိုမိတ်ဆွေတို့ကျွန်တော်ပြောပြခြင်းဖြစ်တယ်။နောက်ဗီဒီယိုမှာပြန်လည်ဆောင်ပြပါမယ်။ဗီဒီယိုကြည့်ရှုပြီးမိတ်ဆွေအားလုံးကျေးဇူးတင်ပါတယ်